မိန်းကလေးငယ်လေးဟာထမင်းစားနေရင်စပွဲကိုလှည့်လိုက်မိယုံတင်ရှိပါသေးတယ်။ဒါပေမဲ့စိတ်တိုတက်တဲ့သူမရဲ့ဦးလေးဖြစ်သူကသူမကိုပါရိုက်လိုက်ပါတယ်။သူခင်မွန်းရဲ့တီမောင်သွားတဲ့မျက်နှာထားကိုမြင်တော့ဇနီးဖြစ်သူဟာချက်ချင်းပဲကြောင်းဝင်ဆိတ်ဆက်ပေးပါတယ်။သူ့မောင်ကအရက်ရှိန်ကြောင့်စိတ်မထိန်နိုင်ဖြစ်သွားတာမို့စိတ်ထဲမထားဖို့ခင်မွန်းဖြစ်သူကိုတောင်းပန်ပါတယ်။ဒါပေမဲ့မျိုးသားကတော့ငင်းခုန်တာစိတ်ဆိုးတာမျိုးမလုပ်ပဲဘာမျက်နှာထားမှမပြပဲသမီးဖြစ်သူကိုပွေ့ချီပြီးထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူ့နှလုံးသားထဲမှာအတွေးတစ်ခုပဲရှိပါတော့တယ်။ရောက်ဖဖြစ်သူရဲ့မိသားစုကိုထိုက်တန်တဲ့တန်ဖိုးပြန်ပေးဆက်စေရမယ်ဆိုတာပါပဲ။မျိုးသားဟာသမီးဖြစ်သူကိုတိတ်ပြီးတဲ့နောက်မှာဇနီးဖြစ်သူစီကနေရုတ်တရက် message တစ်ခုရောက်လာပါတယ်။သူ့မောင်ကအိမ်မှာဒေါသတကြီးဖြစ်နေတာမို့သမီးကိုခေါ်ပြီးလာတောင်းပန်ဖို့ပြောထားတာပါ။မျိုးသားဟာစခရင်ကိုကြည့်ပြီးအေးဆက်ဆက်ရေမောလိုက်ပါတယ်။ပြီးတော့သူ့ရှိနေစီချက်ချင်းဖုန်းဆက်ပြီးရောက်ဖဖြစ်သူရဲ့ကုမ္ပဏီမှာရင်းနှီးမြှုပ်နှံထားတဲ့3 တန်းကိုချက်ချင်းပြန်ရုပ်သိမ်းလိုက်တယ်လို့ကွာရှင်းပြက်စဲရေးသဘောတူညီချက်ကိုပါရေးဆွဲခိုင်းလိုက်ပါတယ်။နောက်တနေ့မနက်မှာဇနီးဖြစ်သူအိမ်ပြန်ရောက်လာတဲ့အခါပထမဆုံးပြောတဲ့စကားကသမီးအကြောင်းမေးမြန်းဖို့မဟုတ်ပဲခင်မွန်းဖြစ်သူကိုဒေါသတကြီးစစ်မေးတာဖြစ်ပါတယ်။ဘာလို့သူ့မောင်စီသွားပြီးမတောင်းပန်ရသေးတာလဲဆိုပြီးတော့ပါမျိုးသားကတော့စကားတခွန်းမှမပြောပဲစရင်စရာတွေကိုယူဆောင်လာပြီးနှစ်အတော်ကြာအတွင်းဇနီးတဲ့ရဲ့မိသားစုကို4.5 တန်းကူညီပေးခဲ့ကြောင်းအဲ့ဒီအတွက်အပြန်အလှန်အနေနဲ့သမီးဖြစ်သူပါရိုက်ခံရတာပဲရခဲ့ကြောင်းထောက်ပြပါတယ်။အဲ့ဒါကိုကြားတော့ဇနီးဖြစ်သူကချက်ချင်းဒေါသထွက်သွားပြီးသူတို့မိသားစုတွေဖြစ်လို့တပြားတစ်ချက်အထိလိုက်တွက်မနေသင့်ဘူးလို့အော်ဟစ်ပါတော့တယ်။ဒါအပြင်သူ့မိဘတွေကသူ့ကိုပင်ပန်းကျွေးမွေးပြုစုခဲ့တာမို့ခင်မွန်းဖြစ်သူကပတ်စံပိုးရှာနိုင်ရင်နည်းနည်းပါးပါးကူညီတာဘာမှမမှားဘူးလို့ပြောပါတယ်။အမျိုးသားကတော့သူမနဲ့ဆက်ပြီးမငင်းခုန်ကျင်တော့တာမို့အိမ်ကနေထွက်သွားဖို့ဓာတ်ရိုက်ပဲပြောလိုက်ပါတယ်။ဒါပေမဲ့မျိုးသမီးကတော့လက်မလျှော့ချင်ပါဘူး။အဲ့ဒီအချိန်မှာပဲအတွင်းရေးမှူးကဖုန်းဆက်ပြီးရောက်ဖဖြစ်သူကုမ္ပဏီကရင်းနှီးမြှုပ်နှံမှုကိုရုပ်သိမ်းရမလားလို့မေးလာပါတယ်။အမျိုးသားကတော့တုံ့ဆိုင်ခြင်းမရှိပဲအတည်ပြုလိုက်ပါတယ်။အဲ့ဒါကိုကြားတော့ဇနီးဖြစ်သူကအဲ့ဒီ3 တန်းဟာသူ့မောင်ရဲ့ကုမ္ပဏီအတွက်အသက်သွေးကြောဖြစ်ပြီးရင်းနှီးမြှုပ်နှံမှုပြန်ရုပ်သိမ်းရင်ကုမ္ပဏီဒေဝါလီခံရလိမ့်မယ်လို့ပြောရင်းဖုန်းကိုချက်ချင်းလူယူပါတယ်။သူကမင်းမောင်လေးငါနဲ့ဘာဆိုင်လဲ။သူကရှင်နဲ့လည်းရောက်ဖပဲလေကျမတို့ကမိသားစုတွေငါသမီးကိုရိုက်တုံးကောမိသားစုလိုသဘောထားလို့လားငါတို့ကိုငဲ့ညာခဲ့ရဲ့လား။ကောင်းပြီရှင်သဘောပေါက်လာအောင်ကျမမိဘတွေကိုလာပြောခိုင်းမယ်။အမျိုးသားကပြက်ပြက်သားသားဆုံးဖြတ်ထားတာကိုမြင်တော့ဇနီးဖြစ်သူဟာသူ့မိဘတွေစီအကူအညီတောင်းဖို့ထွက်သွားပါတယ်။အဲ့ဒီအချိန်မှာစူညံတန်ကြောင့်နိုးလာတဲ့သမီးငယ်လေးထွက်လာပါတယ်။အမျိုးသားဟာစိတ်လှုပ်ရှားမှုကိုထိန်းချုပ်ပြီးမေမေဘယ်တော့မှပြန်မလာတော့ရင်သမီးလွမ်းနေမလားလို့မေးပါတယ်။သမီးငယ်လေးကအလိုအလျောက်ပဲခေါင်းခါပြပါတယ်။တကယ်တော့မေမေအိမ်မှာရှိစဉ်တုန်းကသမီးကိုဦးလေးဖြစ်သူကိုပဲအမြဲပြုစုလုပ်ကြွေးခိုင်းခဲ့တာပါ။ဒါအပြင်ဖေဖေပေးတဲ့မုံဘိုးတွေကိုလည်းမေမေကအကုန်သိမ်းပြီးဦးလေးဖြစ်သူကိုပဲပေးခဲ့တာဖြစ်ပါတယ်။အမျိုးသားဟာအခြေအနေကိုရှင်းရှင်းလင်းလင်းနားလည်သွားပြီးသမီးဖြစ်သူကိုအပေါ်ထက်တက်နာဖို့ပြောလိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့မှာပြင်းထန်တဲ့စိန်ခေါ်မှုတွေစောင့်ကြိုနေသေးလို့ပါ။မျောလင့်ထားတဲ့အတိုင်းမိနစ်ပိုင်းအကြာမှာပဲဇနီးဖြစ်သူရဲ့မိသားစုဟာဒေါသတကြီးနဲ့အိမ်ထဲကိုဝင်လာပြီးဘာလို့ရင်းနှီးမြှုပ်နှံမှုကိုဖျက်သိမ်းရတာလဲလို့အမျိုးသားကိုစစ်မေးပါတယ်။အမျိုးသားကတော့တည်တည်ငြိမ်ငြိမ်ပဲငါရဲ့ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုကိုပဲငါပြန်ရုပ်သိမ်းတာဘဏ်ကမင်းတို့ရဲ့ပစ္စည်းထောက်ပံ့မှုတွေကိုချိတ်ပိတ်လိုက်တာကငါနဲ့ဘာမှမဆိုင်ဘူးလို့ပြောပါတယ်။အဲ့ဒါကိုကြားတော့ရောက်ခမဖြစ်သူကစတင်တောင်းကျမ်းပြီးသူဟာရက်ဆက်လုံးကြောင်းသူတို့မိသားစုတစ်ခုလုံးကိုဖျက်ဆီးကျင်နေတာဖြစ်ကြ။အောင်မရမနာဆဲဆိုပါတော့တယ်ရောက်ခမကြီးကလည်းတိတ်ပြီးရက်ဆက်မနေပါနဲ့အခုရင်းနှီးမြှုပ်နှံမှုကိုပြန်ပေးရင်ငါတို့မိသားစုအဖြစ်ဆက်ရှိနေအောင်ပါပါလို့တတိပေးပါတယ်။အမျိုးသားကတော့ချက်ချင်းပဲဖြတ်ပြောလိုက်ပါတယ်။မနေ့ကလေးကကျွန်တော်တို့မိသားစုမဟုတ်တော့ဘူး။ရောက်ဖဖြစ်သူကဒေါသကြောင့်မျက်နှာတစ်ခုလုံးနှီးမြန်းလာပြီးလွန်မလာဖို့အော်ဟစ်ပါတယ်။မနေ့ကကလေးကိုပါတစ်ချက်ရိုက်မိယုံတင်ရှိသေးတာဘာလို့ဒါကိုပဲအသေးလဲဖက်တွယ်နေရတာလဲလို့ပြောတဲ့အပြင်တူမဖြစ်သူကိုဆုံးမတာဦးလေးတယောက်ရဲ့တာဝန်ပဲငါဘာမှမမှားဘူးလို့မန်တက်တက်နဲ့ပြောပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါအမျိုးသားရဲ့ရင်ထဲမှာဒေါသတွေချက်ချင်းဆူပွက်လာပါတယ်။သူကငါသမီးဘသူမှသူ့စပင်တစ်ချောင်းတောင်ထိလို့မရဘူး။ငါရဲ့တီးခံမှုကိုအခွင့်ကောင်းမယူနဲ့ကျမရှင်နဲ့လက်ထပ်ခဲလို့အခုရှင်မှာအိမ်ကောကားကောရှိနေတာဒါတွေအားလုံးကကျမနဲ့လက်ထပ်ခဲလို့ရတာမင်းတို့ကဒီလိုပဲတွေးနေကြရင်တော့တို့တွေအဆင်ချင်းမတူတော့ဘူးကွာရှင်းကြရအောင်အဲ့ဒါကိုကြားတော့ဇနီးဖြစ်သူဟာထိတ်လန့်တုန်လှုပ်သွားပါတယ်ရောက်ခမဖြစ်သူကတော့သူဟန်ဆောင်နေတာလို့ပဲထင်ပြီးမင်းကွာရှင်းဖို့ဝင်ရဲရင်တပြားတစ်ချက်မှယူခွင့်မရစေရဘူးလို့ပြင်းပြင်းထန်ထန်ချင်းချောက်ပါတယ်အမျိုးသားဟာအထက်စီးကနေလှောင်ပြုံးလိုက်ပြီးအဲ့ဒီနောက်ပြေစာအမြောက်များကိုစပွဲပေါ်ပစ်ချလိုက်ပါတယ်နင်းတို့မိသားစုထံချင်းငွေအဖြစ်ပေးထားတဲ့လေ1.5 တန်းဟာတရားရုံးရဲ့ပိုင်ဆိုင်မှုကာကွယ်ရေးအောက်မှာရောက်ရှိနေပြီဖြစ်ကြောင်းထူးခြားမှုမရှိရင်ရောက်ဖဖြစ်သူရဲ့ပိုင်ဆိုင်မှုတွေဟာအခုအချိန်မှာချိတ်ပိတ်ခံထားရပြီဖြစ်ကြောင်းရှင်းပြပါတယ်။ကွက်တီပဲအဲ့ဒီအချိန်မှာဘဏ်ကနေကြွေးမိတောင်းခံတဲ့ဖုန်းဝင်လာပါတယ်။အဲ့ဒီခါကျမှအဲ့ဒီမိသားစုဟာတုတ်ပြန်နိုင်ကြပြီးအမျိုးသားဟာနောက်ပြောင်နေတာမဟုတ်ပဲအတီပြောနေတာဆိုတာကိုနောက်ဆုံးမှာသဘောပေါက်သွားကြပါတယ်။မကြခင်မှာပဲအတွင်းရေးမှူးကကွာရှင်းပြက်စဲရေးသဘောတူညီချက်ကိုယူဆောင်လာပါတယ်။အဲ့တော့ဒီမှာလက်မှတ်ထိုးလိုက်ပြီးရင်တို့တွေမိသားစုမဟုတ်တော့ဘူး။ဇလန်းတွဲအပြည့်အစုံကိုကြည့်ရှုဖို့အောက်ကိုနှိပ်ပါ။